အခန်း3ခန်းရေချိုးခန်းအိမ်သားအသက်သက်စီကိုဈေးနှုန်း600ကျော်လေးနဲ့ရန်ကုန်မြို့မှာရှိနိုင်ပါမလားမင်္ဂလာပါမိတ်ဆွေတို့ဟိန်းထက်အကျိုးတော်ဆောင်ယူဇနာဦးရဲ့မြို့တော်တိုက်ခန်းရောင်းဝယ်9 page မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဈေးကြီးလာတဲ့ရန်ကုန်တိုက်ခန်းတွေကြားထဲမှာမိသားစုတွေနဲ့အထူးတင်လျော်ပြီးဈေးနှုန်းကလည်း3600ကျော်မှာညှိနှိုင်းဈေးလေးနဲ့ရမယ်ယူဇနာစာတင်ကျောင်းနဲ့လည်းအနီးနားမှာရှိတဲ့အထူးကောင်းမွန်တဲ့အခန်းကြီးတစ်ခန်းကိုလိုက်ပြပေးမှာဖြစ်ပါတယ်အခန်းလေးကဒုတိယထပ်မှာရှိပြီးတော့မြင်းတဲ့အတိုင်းတမန်တကအသစ်နဲ့ကျွန်းတကမကြီးအသစ်ကိုတက်ပေးထားတယ်ဈေးအသစ်လည်းတုပ်ပေးထားပြီးဝင်ချင်းမှာပဲအခန်းကိုတွေ့ရမှာဖြစ်ပါတယ်ဈေးပတ်ချလေးကိုအသစ်တုပ်ပေးထားပြီးစကားတင်ကိုလည်းဈေးအသစ်တွေတုပ်ပေးထားတယ် green box ကို slide door PVC တက်ပေးထားပြီးပေါက်တံမှန်နဲ့ဆန်းရှင်နဲ့ပါဝင်ပါတယ်ဒါကတော့မီတာပေါက်ပါမီတာပေါက်မှာရေမော်တာတွေအိမ်အတွက် main clock တင်ချတွေအကုန်ပါမယ်ဗျဒီ green box ကကြည့်လိုက်မယ်ဆိုရင်လည်းကျွန်တော်တို့ယူဇနာဦးရဲ့မျိုးတော်ရဲ့ကြောင်းကြီးကိုတွေ့ရမှာဖြစ်ပြီးဒါလေးကတော့အောက်တံမှန်ကြားရိုက်ထားတာဆိုတော့နည်းနည်းလေးတော့မြင်ဝေဝါတာလေးဖြစ်သွားတယ်အခန်းကနေပြီးတော့အခန်းရဲ့ပတ်ပတ်လည်ကိုတေချာလေးတစ်ချက်ရိုက်ပြထားပါတယ်မကောင်းတဲ့တကားတွေမှန်သမျှကိုဖြုတ်ပစ်ထားပြီးတော့အခန်း3ခန်းပြဖွဲ့စည်းထားတဲ့တိုက်ခန်းလေးတစ်ခုဖြစ်ပါတယ်အဲ့တော့အခန်း3ခန်းထဲကနေပထမဆုံးတစ်ခန်းဖြစ်တဲ့ဘုရားခန်းလေးတွေကနေစပြပါမယ်ဘုရားခန်းလေးထဲမှာလည်းထုံဒီ၎င်းမယ်ကျွန်တော်တို့ပေါက်တံမှန်နေဆန်းရှိတ်တွေအကုန်တက်ပေးထားတယ်ဈေးတစ်တုပ်ပေးထားပြီးတော့ကြွေပြားနဲ့ဈေးရောင်တွေတော်တော်လေးကိုလိုက်ဖက်တယ်လို့ပြောလို့ရတော့တယ်အဲ့ကဘုရားခန်းလေးနေမှာထွက်ဒုတိယမြောက်အခန်းလေးဖြစ်တဲ့အတွင်းခန်းလေးတွေကိုတစ်ချက်လိုက်ပြပါမယ်အတွင်းခန်းလေးထဲမှာလည်းထုံဒီ၎င်းဈေးတစ်ကြွေပြားတွေအကုန်ခင်းပေးထားတယ်အတွင်းခန်းလေးထဲမှာတော့တယောက်ထဲနေသူတွေအတွက်တော်တော်လေးကိုတင်းလျော်တဲ့အခန်းလေးဖြစ်ပြီးတော့အတွင်းခန်းလေးတွေထွက်ကျွန်တော်တို့အခန်းကျေဖြစ်တဲ့နောက်ဆုံးအခန်းလေးကိုပြပေးပါမယ်နောက်ဆုံးခန်းလေးမှာလည်းကျွန်တော်တို့ဆန်းရှိတ်ပါဝင်ပြီးတော့ဒီရဲ့နေကင်းရှင်းအောင်တမန်လေးနဲ့တက်ပေးထားပါတယ်ဒါကတော့လင်မယား2ယောက်ဖြစ်ဖြစ်လူ2ယောက်ဖြစ်ဖြစ်နေလို့ရတဲ့အခန်းကျယ်လေးပေါ့နော်အခန်းကျယ်လေးတွေကနေထွက်လာရင်ကျွန်တော်တို့ပထမဆုံးမီးဖို့ကြောင်ရောက်ပါမယ်မီးဖို့ကြောင်မှာလည်း LGO ဖေးစင်အပြေးဝတက်ပေးထားပြီးတော့အပတ်လေးကိုလည်းငရံထောင်ကြည့်ပြားတွေနဲ့အပြေးကပ်ပေးထားပါတယ်တကားတွေအကုန်လုံးလဲပေးထားပြီးတော့ပြောစရာမလိုအောင်ပြည့်ပြည့်စုံတဲ့အခန်းလေးတစ်ခုဖြစ်အောင်လုပ်ပေးထားပါတယ်အဲ့ကနေမှကျွန်တော်တို့ရေချိုးခန်းတွေသွားမယ်ရေချိုးခန်းမှာလည်းအုတ်ကန်ပါဝင်ပြီးအပေါ်ရေတိုင်ကြီးလည်းပါဝင်ထားပါတယ်တကယ်လို့ရေပြက်လက်တဲ့ကမှာအပေါ်ရေတိုင်ကြီးကိုအသုံးပြုနိုင်အောင်ထည့်ပေးထားတာဖြစ်ပါတယ်အဲ့ကနေမှလူကြီးသူမတွေအတွက်အဆင်ပြေအောင်အိမ်သားလေးကိုလည်းဘူတိုင်းလေးနဲ့ချက်လုပ်ပေးထားပါတယ်ကြည့်ပြားတွေအပြေးတက်ပေးထားပြီးတော့လူကြီးသူမတွေအတွက်တော်တော်လေးအဆင်ပြေတဲ့ဘူတိုင်းလေးပြောရပါမယ်ဒါကတော့အနောက်ဆောင်လေးပါနောက်ဆောင်မှာလည်းအဝတ်လန်းတာတွေလုပ်လို့ရအောင်နောက်ဆောင်လေးဖွဲ့ပေးထားပြီးတော့ဒီရားတသက်ရလေးလုပ်ပြထားပါတယ်ဒါဆိုရင်တော့အခန်းလေးကတော့ဒါပါပဲကျွန်တော်နောက်ကနေတစ်ချက်အကုန်လုံးရိုက်ပြပေးပါမယ်ဒါတော့နောက်ဖေးကနေရိုက်လိုက်ဒါအခန်းရဲ့အကျယ်ဝန်းနဲ့ပုံငန်းပါတဲ့ဖွဲ့စည်းပုံအခန်းလေးတစ်ခန်းဖြစ်ပါတယ်ဒီတော့မိတ်ဆွေတို့ဒီခန်းလေးကိုလာရောက်ကြည့်ခြင်းလို့ပဲဖြစ်ဖြစ်စိတ်ဝင်စားလို့ဆက်သွယ်စုံစမ်းလို့လျင်ပဲဖြစ်ဖြစ်0940 8ခွန်9ခွန်989 Fiber သို့မဟုတ်ဖုန်းဆက်ပြီးတော့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာဈေးနှုန်းကတော့650ကိုအလျှော့တင်းလေးနည်းနည်းလေးရှိမယ်အရှိဖိုက်တန်တဲ့ပိုင်ရှင်ကိုရှာဖွေနေတဲ့အခန်းလေးတစ်ခန်းဖြစ်တာမို့မိတ်ဆွေတို့လာရောက်လက်တို့အကြောင်းကြားပေးလိုက်တယ်အားလုံးပဲဆင်ပြေသောနေ့လေးဖြစ်ပါစေခင်ဗျာကျွန်တော်ဟိန်းထက်အကျိုးဆောင်ပါယူဇနာဦးရေမျိုးတော့တိုက်ခန်းရောင်းဝယ်ငါအတွက်ဆိုဝင်ကြည့်လိုက်ပါ